အားလုံးမင်္ဂလာပါဆရာမ teacher တော်တင်နေဖြစ်ပါတယ်ဆရာမတို့ဒီနေ့ grade 12 math chapter 7 trigonometric function အခန်းကိုလေ့လာတဲ့အခါမှာအခုဆရာမတို့ exercise 7.3 ရဲ့ number 1b ပုံစံလေးကိုလေ့လာကြည့်အောင်ဒါဆို number 1b ပုံစံလေးက draw the graph of y equal to 2 tan 1/2x ကိုဆရာမတို့ကို graph ဆွဲခိုင်းကဲဒါဆိုရင်ဒီပုံစံလေးလေ့လာကြည့်မယ် 2d y equal to 10x ကနေဘယ်လို transformation ဖြစ်ထားတာလဲဒါဆိုဒီ2နဲ့မြှောက်ထားတာလေးဒီပါလဲ particle scale လေး x ကို 1/2 နဲ့မြှောက်ထားတယ်သူဒီ horizontal scale လေး horizontal scale လေး scale factor တတိကရမယ်ဒီမှာ 1/2 နဲ့မြှောက်ထားဆိုတော့တနည်းအားဖြင့်2နဲ့စားတာဒါဆိုရင် coordinate point ရှာတဲ့က x coordinate ကိုဆရာမတို့က2နဲ့မြှောက်ရမယ်ဒါဆိုဒီ graph ကိုဆွဲဖို့အတွက်ဆိုရင်ဆရာမတို့ domain range ပြီးတော့ x intercept asymptote ဒါတွေသိဖို့လိုတယ်ဒါတွေသိဖို့အတွက်ဆရာမတို့ဒီ y equal to 10x ကနေပြီးတော့ y equal to 2 tan 1/2x ကိုဘယ်လို transformation ဖြစ်သွားလဲသူ့ကိုရှာဖို့အတွက် coordinate form လေးသိဖို့လိုတယ်ကဲဒါဆိုရင် y equal to 10x ရဲ့ coordinate form y x, y ကနေပြီးတော့ y equal to 2 tan 1/2x ကိုဆရာမတို့ရှာကြည့်မယ်ကဲဒါဆိုရင် x ဒီ horizontal နဲ့ဆိုင်တယ်ဒါမှဆိုရင် horizontal scale လေးပါတာပေါ့ဒီပု္ပ္ပစာချက်တော့ဒါဆိုဒီမှာ 1/2 နဲ့မြှောက်ထားတယ်တနည်းအားဖြင့်2နဲ့စားရဲဆိုရင် x coordinate ကိုဆရာမတို့2နဲ့မြှောက်ရပါမယ်ဒါဆို 2x ဖြစ်သွားတယ် y ဒီ vertical နဲ့ဆိုင်တယ်ဆိုရင်ဒီမှာ vertical scale လေးပါတယ်2နဲ့မြှောက်ထားရင် coordinate point က2နဲ့မြှောက်ဒါဆိုရင် 2x, 2y ဆိုပြီးတော့ coordinate form လေးရပါမယ်အဲ့တော့ y equal to 10x ကိုပု္ပ္ပစာတွေတွက်တဲ့အချိန်မှာဆရာမတို့ကအဓိကတော့ undefine နဲ့ x intercept ကိုသိဖို့လိုတယ် undefine point ဆိုတာဒီဆရာမအရှိဗီဒီယိုမှာလည်းရှင်းပြပေးထားတာရှိတယ်ဒါဆိုရင် y equal to 10x ဆိုတာမှာ 10/2 ဒီ undefine ထွက်တယ် tangent 3/2 ဒီ undefine ထွက်တယ်ဒါဆရာမအရှိဗီဒီယိုမှာရှင်းပြပေးပြီးသားရှိတယ်နောက်တစ်ခုက x intercept မှမှာရှိမဲ့ကောင်10 0 ဒီ 0 ထွက်ပြီးတော့10 2/2 ဒီ 0 ထွက်တယ်10/2 ဒီ 0 ထွက်တယ်ကဲဒါလေးတွေကိုတော့ဆရာမအရှိဗီဒီယိုမှာအခြေခံ y equal to 10x ကသိရမယ့်ချက်ကလေးတွေရှင်းပြပေးထားရရှိတယ်အဲ့ဒီမှာပြန်ပြီးလေ့လာကြည့်ပါနော်ကဲဒါဆိုရင် undefine အတွက်ဆရာမတို့ရှာကြည့်မယ် undefine အတွက်ဆိုလို့ရှိရင်ဆရာမတို့က π/2 ဒီ undefine ဖြစ်တယ်ဒါဆိုရင်ဆရာမတို့ tangent π/2 အတွက်ရှာကြည့်မယ်နော်ဒါဆို plus or minus ဆရာမတို့ x နေရာမှာ π/2 ထည့်မှာပေါ့ဒီမှာဆရာမ x coordinate ပဲရှာမှာပဲ y အတွက်မရှာပါဘူးကဲဒါဆိုရင်ဒီမှာ plus or minus x နေရာမှာ π/2 ထည့်လိုက်တော့2နဲ့2နဲ့ကြည်သွားတော့ π ရလိမ့်မယ်ကဲနောက်တစ်ခုဒီ3/2 အတွက်ဒါဆို undefine point 3/2 ဖြစ်တဲ့နေရာဒါဆို plus or minus 3/2 ဆိုရင် plus or minus x နေရာမှာဆရာမ3/2 ထည့်လိုက်တယ်2နဲ့2နဲ့ကြည်သွားတော့3/ဒါဆို undefine point ရပါပြီဒါဆိုရင် undefine point ဒီဆရာမတို့ကဘာရသွားလဲ undefine ဒီတနည်းအားဖြင့်ပြောမယ်ဆိုရင် domain ထဲမှာမရှိရမယ့် point လေးတွေပါဒါဆိုရင် domain ထဲမှာမရှိရမယ့် point လေးတွေဆရာမတို့ရေးမယ်ဆိုရင် x ဒီ does not equal မဖြစ်ရပါဘူးဘာလို့ဖြစ်ရမှာလဲဆိုတော့ plus or minus pi plus or minus 3/2အစတည်ပြင်ပါနော်ကဲနောက်တစ်ခု range ကတော့ဆရာမတို့ real number r ပါပြီးရင်ဆရာမရှင်းပြပါမယ်အရှိဗီဒီယိုမှာလည်းရှင်းပြမယ်ဆိုပြီးဆရာမကြံနေခဲ့တယ်ကဲပြီးတော့ဒါဆိုရင် domain ကိုသိရဆိုတခါလေးရေးလို့ရတယ် asymptote ဒီဒါဆိုရင် asymptote ဒီ domain မှာမဖြစ်ရဆိုတဲ့အကောင်ဒီဒါ undefine ဖြစ်တဲ့ point တွေဒီ asymptote ကိုအခါလေးရေးထားလိုက်ပါလို့ရတယ်ဆရာမတို့ဒါဆိုရင် plus or minus pi plus or minus 3/2 and so on ကဲဒါဆိုရင် x intercept ဒီဆရာမတို့က10 0 0ပါနော်နောက်တစ်ခုက plus or minus 2/2ယူတော့နော်ဆရာမတို့ plus or minus pi 2/2အတွက်မတွက်တော့ဘူးနှစ်မှတ်ဆိုရတယ်ကဲဒါဆိုရင်0ထပ်လိုက်တော့ x နဲ့2နဲ့မြှောက်လိုက်တော့ဒီမှာ0 plus or minus pi ထည့်လိုက်တယ်ဆိုရင် plus or minus 2/2အဲ့တော့ဆရာမတို့ဒီအရှိကနော် sin တို့ cos တို့လို့ y coordinate မရှာပါဘူးရှာစရာလည်းမလိုပါဘူးဒီလောက်ဆိုရပါပြီကဲဒါဆိုရင်ဒီမှာဆရာမတို့ပြီးတော့ရေးပါမယ်ပြီးတော့ဒီ tangent graph ဒီပြီးတော့က pi မှာဒါဆိုရင် pi ကအခုဆရာမတို့က y equal to a tan bx ပုံစံဖြစ်နေဆို b နေရာမှာ 1/2 ဝင်သွားတယ်ဒါဆိုရင် pi b ပေါ့ b နေရာမှာဆရာမတို့က 1/2 ဝင်တယ် 1/2 အပေါ်တက်လိုက်တော့2ဆိုရင်ဆရာမတို့ 2 pi ဖြစ်သွားမှာပေါ့ဒါကြောင့်ပြီးတော့ဒီ2 pi မှာပြီးတော့က2 pi ဆရာမတို့ x intercept ရှာထားပြီးပြီ x intercept ဒီ0 plus or minus 2 pi 0, plus or minus 2 pi နောက်တော့ point ဒီ plus or minus 4 pi ဖြစ်မှာပေါ့နော်ဆရာမတို့ in so on လေးနဲ့ရေးထားလိုက်ပါကဲဒါဆိုရင်ဆရာမတို့ graph ဆွဲတော့မယ် graph ဆွဲတော့မယ်ဆို x ဝင်ရော y ဝင်ရောမှာဆရာမတို့ဒီဘာပါမလဲဆိုရင်0ပါမယ် pi 2 pi 3 pi အဲ့ဒါကိုဘယ်ကိုကြည့်လိုက်တာလဲဆိုရင်ဆရာမတို့ဒီမှာကြည့်လိုက်မယ်နော်ဒီမှာ pi 0 2 pi 3 pi ဒါကြောင့်ဆရာမက x ဝင်ရောပေါ်မှာဆရာမတို့ဗာရေးလိုက်တယ် pi 2 pi 3 pi 4 pi ဒီဘက်ကိုလည်းအဲ့လိုရေးလိုက်တယ်ကဲဒါဆိုရင် y မှာတော့ဆရာမဒီမှာ2 minus 2ရှာထားတယ်ဘာကြောင့်ချလဲဆရာမတွက်နေရင်းနဲ့ရှင်းပြပါမယ်ကဲဒါဆိုရင် graph ဆွဲလို့ရပြီဆရာမတို့ဒါဆိုရင် x intercept ဒီဆ
ဆရာမတို့က0ရဲ့ plus or minus 2 ပိုင်အဲ့တော့ဗာလေးလို့လဲဆိုဆရာမတို့အစံတုတ်မြင်လို့ဆွဲထားပါမယ်နော်အစံတုတ်ဒီ plus or minus ပိုင် plus or minus 3 ပိုင် plus or minus 4 ပိုင်ဆိုရင်ဆရာမတို့ကဒီမှာ plus or minus ပိုင်ဆွဲထားဒီအစံတုတ်မြင်ကြိုဆွဲထားရပါမယ်နောက်တစ်ခုက plus or minus 3 ပိုင်ဒီမှာဆရာမအစံတုတ်မြင်ဆွဲထားလိုက်ပါပြီကဲဒါဆိုရင်နောက်တစ်ခုဒီဖြစ်ရမှာ plus or minus 5ပိုင်ပေါ့နော်မဆွဲတော့ပါဘူးဒီပုံက3ပုံလောက်ဆိုရပါတယ်ကဲဒါဆိုရင် x intercept 0.0 ပေါ့ဒါ y0 ဖြစ်တဲ့အမှတ်တွေဒါဆိုရင်ဒီ0အမှတ်ကနေဆရာမတို့စဆွဲမယ်ဆိုရင်ဆရာမတို့က0နဲ့ပိုင်နဲ့ကြာမှာဒီမှာပိုင်ပိုင်2ရှိတယ်ဒါဆိုရင် x နေရာမှာဆရာမတို့ပိုင်ပိုင်2ထည့်ကြည့်မယ်ဒါဆိုရင် x နေရာမှာပိုင်ပိုင်2ထည့်တယ်ဆိုရင်2တင် 1/2 x နေရာမှာပိုင်ပိုင်2ထည့်လိုက်တော့ဒီမှာဘာဖြစ်သွားမလဲဆို2တင်ပိုင်ပိုင်4ဖြစ်သွားမှာပေါ့ဒါဆိုတင်းချင်းပိုင်ပိုင်4ဒီ45ဖြစ်တယ်45တင်းချင်း45ဒီ1ဖြစ်တဲ့ကြောင့်အရှိက2နဲ့ညှောက်လိုက်2ရတယ်ဒါဆိုရင်ဆရာမတို့ဒီအမှတ်ခက်လေးဒီဘာဖြစ်သွားမှာလဲဆိုရင်ဒါပိုင်ပိုင်2ထည့်တယ်နော် x နေရာမှာပိုင်ပိုင်2ထည့်တဲ့အချိန်မှာ2ရပါတယ်အဲ့လိုပဲဒီဘက်မှာ0နဲ့ minus ပိုင်ရဲ့အလဲမှာ minus ပိုင်ပိုင်2ရှိမယ်ဒါဆိုရင်ဆရာမတို့ကဒီပေးထားတဲ့ function ရဲ့ x နေရာမှာ minus ပိုင်ပိုင်2လေးထည့်ကြည့်မယ်နော်ဒါဆိုရင် y = 2တင် x နေရာမှာ minus ပိုင်ပိုင်2ထည့်လိုက်တော့ဟိုမှာ 1/2 နဲ့ညှောက်တာဆိုတော့ minus ပိုင်ပိုင်4ဖြစ်သွားမှာပေါ့ဒါဆိုတင်းချင်း minus ပိုင်ပိုင်4ဒီ minus 1ရှိတယ်အရှိက2နဲ့ညှောက်လိုက်တော့ minus 2ရတယ်အဲ့တော့ဒီမှာအဲ့ဒီ minus ပိုင်ပိုင်2နဲ့ minus 2နဲ့မှာ point လေးတစ် point ဆရာမချလိုက်တယ်ဒါဆိုရင်သူဒီဒါ minus ပိုင်ပိုင်2ကွာမှာ minus 2 point ပေါ့နော်ဒါဆိုဒီ graph ကိုဆရာမတို့ဆွဲလို့ရပြီဒါဆိုဒီ graph ကိုဆရာမတို့ဆက်ဆွဲမယ်ဟေးဆိုရင်ကဲဒီလိုမျိုးလေးဖြစ်သွားမှာပေါ့ကဲဒီဘက်ကိုလည်းဆရာမတို့ဆက်ဆွဲလိုက်မယ်ကဲအဲ့လိုဖြစ်သွားမယ်ဒါပေမဲ့ဆရာမတို့ graph ဒီမြင်းဒီအစံတုတ်နဲ့သူကလေကက်လို့နီးပါးဖြစ်သွားမှာနော်အစံတုတ်ကိုဖြတ်ဆွဲတယ်လို့မျိုးလုံးဝဆွဲလို့မရပါဘူးကဲဒါဆိုရင်ဒီဘက်ပြီးွားရဆိုရင်2ပိုင်အတွက်လည်းဆရာမတို့အဲ့ဒီအတိုင်းပဲဒီပုံစံအတိုင်းလေးပဲဆရာမတို့ graph ကိုလိုက်ဖက်ညီအောင်ဆွဲလိုက်ပါမယ်နော် similarity လေးဆွဲလိုက်ပါကဲဒီဘက်မှာ -2 ပိုင်အတွက်လည်းဆရာမတို့အဲ့လိုဆွဲလိုက်ပါမယ်-2 ပိုင် 0 အတွက်လည်းဆရာမတို့ဒီကဲဒါဆိုရင်ဆရာမတို့ကိုဆွဲခိုင်းတယ် y = 2tan 1/2 x square ကလေးပြီးသွားပါပြီအဲ့တော့ဆရာမတို့ဒီ graph မှာဆရာမတို့ဘာလို့လဲပြီးတော့တူတယ်ဒါဆိုရင်ပြီးတော့ဒီဆရာမကဒီအစံတုတ်မြင်းနှစ်ခုကြားကိုပြီးတော့ရှာလိုက်ပါမယ်ပြီးတော့က2ပိုင်ပါပြီးတော့ဒီ2ပိုင်အဲ့တော့ပြီးတော့2ပိုင်နဲ့ဆက်ကြည့်လို့ရတယ်ဒီအမှတ်ဒီပိုင်ဒီမှာ minus ပိုင်ဆိုတော့ပိုင် minus ပိုင်ဆိုပေါင်းလိုက်ရင်2ပိုင်ပါလေဒီလိုလဲဆွဲလို့ရတယ်ဒါမဟုတ်ဘဲနဲ့ဒီဆရာမတို့00ကနေဆွဲထားတဲ့ဒီ graph နဲ့ဒီက2ပိုင်မှာဆွဲထားတဲ့ဒီ graph နဲ့ကိုဆရာမတို့ကြားရှိလိုက်လေ0 2ပိုင်ဆိုရင်2ပိုင်ကနေ0နှုတ်ကြည့်အဲ့တော့ဒီကွာဝေးကိုလည်းပြီးတော့လို့ထားလို့ရပါတယ်နော်ကဲဒါဆိုလို့ရှိရင်တော့အားလုံးနားလည်လိမ့်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်